ရှင်လုံးလားစမ်းချင်ကိုစမ်းလို့ရတယ်ဘာစကားပြောဖန်ကမိုက်နေပါဘန်နူကြောင်နိုင်ဂျိုရှော့ပန်တေးမဲ့စမ်းချင်3ရှိပါတယ်ဘန်နူကြောင်နိုင်ရဲ့အသက်24နှစ်59ရက်နဲ့ UFC သမိုင်းမှာဒီကြမ်းအောင်တက်နေဆုံးဖိုက်တာဖြစ်စမ်းချင်တင်နိုင်မှာဖြစ်ပါတယ် UFC သမိုင်းရဲ့အသက်ငယ်ဆုံးချန်ပီယံဂျွန်ဂျုံးဖြစ်ပြီးတော့23နှစ်143ရက်နဲ့စမ်းချင်တင်တာဖြစ်ပါတယ်လက်ရှိဒီကြမ်းအောင်တက်ငယ်ဆုံးချန်ပီယံရှင်ကတော့ဂျိုးဆယ်ရိုဖြစ်ပြီးတော့24နှစ်82ရက်နဲ့စမ်းချင်တင်တာပါဘန်ရဲ့ဘန်နူကြောင်နိုင်လို့ရှိရင်ဂျိုးဆယ်ရိုရဲ့စမ်းချင်ကြော်ပြနိုင်မှာဖြစ်ပါတယ်နောက်တဲ့စမ်းချင်ကတော့ UFC သမိုင်းပထမဆုံးသောအာရှသားဒေသချန်ပီယံဖြစ်ပါတယ်နောက်တဲ့ကတော့ UFC Flyweight တန်းသမိုင်းရဲ့အကောင်းဆုံးစားမတွေကဒုတိယနိုင်တဲ့စမ်းချင်ပါဘန်နူကြောင် UFC Flyweight တန်းသမိုင်းမှာနိုင်ပွဲသားမှုစားမဖြစ်ပြီး14ပွဲထိနိုင်လာဖြစ်ပါတယ်သူက UFC Flyweight တန်းသမိုင်းမှာပွဲကိုပြတ်ပြတ်နိုင်တဲ့နိုင်ပွဲသားမှုစားမဖြစ်ပြီးတော့ရှစ်ပွဲထိပွဲပြတ်ပြတ်ထားနိုင်သူပါသူက UFC Flyweight တန်းသမိုင်းမှာချုပ်ပွဲနိုင်တဲ့နိုင်ပွဲသားမှုစားမဖြစ်ပြီးတောက်ပွဲထိချုပ်ပြီးတော့နိုင်လာဖြစ်ပါတယ်လုံစားမမျိုးကနိုင်ခဲ့ဘန် UFC Flyweight တန်းသမိုင်းမှာ Losman တွေနဲ့ Gunning Fighter အသင်းကိုရောက်သွားနိုင်မှာလည်းဖြစ်ပါတယ်